အားလုံးပဲမင်္ဂလာပါခင်ဗျာโอเคဒါမိုက်ဆိုတော့ဒီညနေမှာကဒီလိုမျိုးလဲဆိုတော့နေ့ဖယ်ဆိုလို့ရှင်တော့ USA မှာ memory သေးပေါ့ဗျာဒီတိုင်းပြည်အတွက်အသက်ပေးဆက်သွားတဲ့သူရဲကောင်းတွေနေရလို့ပြောလို့ရပါတယ်ဆိုတော့ဒီနေ့ကရေးစေးဖို့ဗျာခဏဆိုရင်တော့အလုပ်ဆင်းရတယ်ဆိုတော့ဒီနေ့လာနေ့ကစဉ်းစားလိုက်နည်းနည်းလေးစိတ်ထဲမှာအရင်ခနဲ့ဖြစ်တာပေါ့နော်မနေ့ဖန်တော့လုံးမရှိဘူးဆိုတော့နည်းနည်းလေးဒီနေ့ plan ထားလို့ရသေးတဲ့အနေထားပေါ့ဗျာဆိုတော့ရင်းကအဲ့လိုမျိုးရမ်းမိုက်တယ်ဒီမှာဒီနေ့ကမိုးအုံနေညနေကမထွက်နေကဒီမှာကြည့်တယ်နေတော့လင်းနေတယ်ထွက်ချင်တယ်မင်းတိမ်တွေကရမ်းထူနေတဲ့ချိန်ကြောင့်ဆိုတော့ဒီနေ့ကဘာလို့မလဲဆိုတော့ဗီဒီယိုရောဓာတ်ပုံနည်းနည်းပါရိုက်မိပေါ့ဗျာနှစ်ခုစလုံးဆွဲမှာဖြစ်ပါတယ်ဆိုချက်သွားကြည့်လိုက်ရအောင်ဒီနားမှာဒါကျွန်တော်မလန်းမကမ်းပေါ့နော်ကျွန်တော်ဒီ Sam Club ရဲ့အနောက်မှာဖြစ်ပါတယ် Nolan Speed Sam Club ရဲ့အနောက်မှာဖြစ်ပါတယ်ဘလော့မလုပ်တယ်တော်တော်ကြာပေါ့ရှောက်သွားကြည့်တယ်ပေါ့နော်ကြောပါဒီတော့သွားကြတာပေါ့ဒါလေးတွေကတော့ဒီစီးစာလေးရဲ့ညနေစီနီမက်တစ်နည်းနည်းဆန်တဲ့ scene လေးတွေဖြစ်ပါတယ်ဒီ blog မှာတော့အတန်တွေ music တွေမထည့်တော့ဘူးပေါ့နော်အကြောင်းရင်းလေးတွေရှိပါတယ်မထည့်တဲ့အကြောင်းရင်းလေးတွေတော့ဒါပေမဲ့ကြည်ရှင်းလေးကြည့်ရတာပေါ့ဗျာဒီပန်းလေးတွေကဘာလေးပန်းလေးတွေလဲဗျာတော်တော်လာတယ်ခေါင်းလုံးပန်းလို့ရာမစရမြဘင်းနဲ့ဘင်းနာရှိနေခြင်းဆိုင်ရဲ့တဲ့အလုံးနဲ့ဖြတ်သွားတဲ့ချစ်စွာဝေါလိုက်စမ်းပါဦးတိတ်စိတ်နေတဲ့ညနေခင်းလေးမှာစမ်းချောင်းလေးတော့တတရရလေးပါပဲခင်ဗျာချီလိုက်စမ်းပါခုတလောမိုးတော်ရွာထားတယ်မိုးကတော်ရွာထားတဲ့ချိန်ကြတော့စမ်းချောင်းလေးတွေလည်းယူရပြီပေါ့ဗျာလိုင်းရတဝုံနဲ့စမ်းချောင်းဘေးနားတနေရာပေါ့ဗျာမိုးကအုံနေတယ်ဒီနေ့လည်းမိုးထက်လို့ရှိအော်နေထွက်လာတယ်မတွေ့လားမသိဘူးဟုတ်နေရလေးအမဒီအကြောင်းကနေလေးထွက်လာဆိုတော့ဟိုအောက်နားလေးမှာခဏသွားမယ်ပေါ့နော်ဒီတရားဟိုနေရှင်းနေသွားနေကြနေသွားမှာဖြစ်ပါတယ်သွားမယ်ပြီးတော့ပြန်မယ်ပေါ့ဗျာကျွန်တော်တော့ရေးစခံဖြစ်ပါတယ်အေးရလည်းမထွက်နိုင်သေးဘူးဗျာရဲလေးတော့မြင်နေရပြီမထွက်လာသေးဘူးဒီနာတော့မှာဒီမှာဒီနာမှာဟိုကပုံကဲသွားလိုက်အောင်โอเคဆိုတော့ဒီညနေတော့မထွက်တော့ဘူးเนาะကျွန်တော်က sunset ကိုလည်းစောင့်နေတယ်ဒါပေမဲ့နေရမထွက်တော့ဘူးဒီမှာရှိတဲ့ဒီနားလေးမှာဒီ unique ဖြစ်တာဒီနားမှာစိန်ပန်းပြင်ရှိတယ်ဗျကျွန်တော်ခဏနည်းနည်းပြပေးမယ်နော်စိန်ပန်းပြင်လေးရှိတာလေးရစိန်ပန်းပြင်လေးရှိတယ်တော်တော်ကြီးကိုတကယ်ညီမပြင်မှာဆိုလို့ရှိရင်တော့ဒီစိန်ပန်းပြင်ကတ
ကယ်ဒီတက်ကတူကျောင်းသားတွေအတွက်ကမှတ်တိုင်တစ်ခုလိုဖြစ်တာပေါ့နော်မှတ်တိုင်လို့ပြောရမှာအမတ်တရတစ်ခုပေါ့ဗျာတကယ် unique ဖြစ်တဲ့အမတ်တရစရင်ထဲမှာတစ်ခုပါတယ်ပေါ့ဗျာတချင်းတောင်ရှိသေးတယ်ဗျဒီချိန်ကျောင်းတော်ကြီးရဲ့အလေထဲမှာစိန်ပန်းတွေလည်းပွင့်နေပြီကွာချိန်စဝိုင်းများကပြူစမ်းစွမ်းနိုင်ပါအလွမ်းရင်မပြေဘူးကျောင်းသားဘွားအဲ့လိုမျိုးလေးပေါ့ဟာတော်မိုက်တယ်မိုးကရွာတော့ရွာမှာဒီ10နိုင်လောက်ရွာမလို့ပြောတာပေါ့နော်ဒါပေမဲ့တေချာဘူးမကြေရဘူးစိန်ပန်းပြင်နည်းနည်းလေးပြပေးမယ်တော့ပေါ့နော်စိန်ပန်းပြင်လေးဒီတရားရဲ့ overtake မှာပေါ့နော်အဲ့မှာစိန်ပန်းပြင်လေးရှိပါတယ်အဲ့မှာစိန်ပန်းပြင်လေးရဲ့တထွေကြီးပဲရှိပါတယ်ပွင့်တယ်အောက်မှာလည်းတချို့ပန်းတွေပြုတ်ကျနေပါတယ်ဘာလို့ဆိုတော့မိုးရွာထားတဲ့အချိန်ကျအောက်မှာရှိပါတယ်ပြီးတော့တချို့ပန်းလေးတွေလည်းရှိတာပေါ့နော်တော်တော်ကြီးကိုတင်းလေးနဲ့တော်တော်ကြီးကိုအဆင်ပြေတဲ့လူပျော်ရွှင်စေတဲ့ vibe ကိုပေးတာပေါ့နော်ဒီစိန်ပန်းပြင်ဆိုလို့ရှိရင်တော့ဖြစ်သွားတာလေးကွယ်ဒီပန်းရနာကတည်းကရှိရဆိုယုံလေးပဲတင်းလေးဒီမှာအောက်မှာလည်းဟောကြည့်မိုးရွာထားတဲ့ချိန်ကျတော့ဟိုမှာပန်းလေးတွေကကျဲနေပြီသူ့ရဲ့ပန်းရောင်ကအစိမ်းရောင်နဲ့ပန်းခရမ်းလို့ပြောမှာနည်းနည်းလေးအတူလေးအဲ့လိုမျိုးလေးနော်။အချီတူရဲ့ပန်းလေးတွေကဒါမျိုးမုံလေးတွေတင်းလေးတွေလားတော်တော်ကြီးကိုfocus လုပ်ကြပါအချီတင်းလေးတွေလားသူရဲ့နည်းနည်းဝါချင်းအစိမ်းဝါရောင်လေးနဲ့ဒီပန်းစီရောင်လေးပန်းစီလို့ပြောရမှာလားလို့နှမျိုးစထားတဲ့အရာပေါ့ဗျာဒါမျိုးတင်းလေးကြိုက်တယ်ပြီးဒီမှာပန်းတစ်မျိုးရှိသေးတယ်ဒီဟာခေါင်းလုံးပန်းခုပြောအောင်မလားတော့ဒါလေးတော့မချနိုင်ဘူးပြီးဒီမှာတင်နေရထက်မှာပန်းက3မျိုးလောက်ရှိတယ်ဟာဘာပန်းလဲမသိဘူးအဲ့လိုမျိုးပေါ့ဗျာဆိုတော့ဒီနေ့ vlog လေးကိုဒီမှာပဲအဆုံးသတ်ပြစီဗျာဆိုတော့တကယ်ကိုအင်မတန်ကိုမှလှပတဲ့မိုးခတ်အုံမောင်ခပ်မိုင်ညနေခင်းလေးပေါ့ဗျာအားလုံးပဲနောက်clip မှာကျွန်တော်တို့ပြန်တွေ့ရအောင်ကျွန်တော်က no photo and video ရဲ့ video photographer ဖြစ်ပါတယ်အခုစလုံးအားလုံးပဲနောက်clip မှာကျွန်တော်တို့ပြန်တွေ့ရအောင်